ဒီ M12 ပိုကြီးတစ်လုံးရှိရင်မီးရောင်စုံခန်းထဲကိုရောက်သွားသလိုပဲနော်စိတ်တွေကလည်းလုံးဝလန်းဆန်းတက်ကြွသွားမှာဒီမှာဆိုရင်သူ့ရဲ့ function တွေကဘာပါမလဲဆိုတော့ speaker ရိုးတွေမဟုတ် drama တီးလို့ရသေးတယ်လုံးဝမိုက်တယ် effect တွေအများကြီးပေးထားတယ်ပြီးတဲ့ခါကျတော့ဒီ mic လည်းနှလုံးပါမယ်ရှင့် wireless mic ပေါ့နော် mic ကလည်းလုံးဝ quality ကောင်းတယ်၄နှစ်နေတာပဲတိုက်စီနဲ့အားသွင်းလို့ရမယ်ရှင်လုံးဝမိုက်တယ်နော်ပြီးလို့ရှိရင်သူ့မှာဆိုရင် remote လည်းပါမယ် remote ကကြောဘက်ကောဒီဘက်ကောပေါ့နော်နှစ်ဖက်ပေးထားမယ် drum လည်းတီးလို့ရမယ် control လည်းလုပ်လို့ရမယ်ရှင်ပြီးတဲ့ခါကျတော့တိုက်စီအားသွင်းကြိုးလည်းပါမယ်ဒီ1 ကြိုးလည်းပါမယ်ရှင်သူ့မှာပေါ့နော်တဲသွားလို့ရအောင်လေဒီလိုမျိုးဒီကြိုးလေးပါမယ်ပေါ့နော်ဘေးလွယ်ကြိုးလေး running cut လည်းပါတယ်နော်ဒီကောင်မှမပြမိတ်နေတာအောက်ပဝါ200ထွက်မယ်ဘက်ထရီကကျတော့3200 mAh ပေါ့နော်ဂီတာပေါက်ရယ်မိုက်ပေါက်ရယ်ဆိုပြီးပါမယ်တိုက်စီနဲ့အားသွင်းလို့ရမယ်ရှင် USB ကလည်းပါမယ် Bluetooth လည်းချိန်ပြီးတော့အသုံးပြုလို့ရပါမယ်ရှင်လုံးဝမိုက်တယ်နော်နှစ်ချက်ပေါက်တွေပါရအစားကုန်ပါတယ်ရှင်